မိတ်ဆွေတင်းရတတ်တာထဲမှာမှန်တယ်ထင်လို့လုတ်ခဲ့မိတဲ့အရာလုတ်ဆောင်ခဲ့မိတဲ့အရာတိချိန်မှာမှန်တိတယ်ဆိုရင်ပြင်လိုက်ပါချစ်ချင်းပြင်လိုက်ပါတခါတလေကျွန်တော်တို့ကမှန်တယ်ဆိုပြီးတော့မှစ조사ပန်းစားလုတ်ဆောင်ခဲ့တဲ့အရာတွေမှန်တိသွားတဲ့အချိန်တွေရှိတတ်ပါတယ်အဲ့ဒီလိုမှန်တိသွားပြီဆိုရင်ပြင်လိုက်ပါဖယားပုံးတို့ထင်ရှားစရာအကြောင်းဖြစ်တယ်ရှင်ပေါလုကဘာသာရေးထဲမှာနေတဲ့အချိန်မှာဖာရိရှဲကျမ်းသက်ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်ကိုယုံကြည်တော်သူတွေကိုလိုက်ပြီးညှင်းဆဲနေတော်သူဖြစ်တဲ့သူ့ဘက်ကကြည့်ရင်မှန်ပါတယ်မှန်တဲ့ထင်ပြီးတော့မှယုံကြည်သူယေရှုကိုယုံကြည်တော်သူတွေကိုလိုက်ညှင်းဆဲတော်သူဖြစ်တယ်ဒါပေမဲ့တမန်သက်မျိုးလမ်းမှာတွားနေတဲ့အချိန်တခင်ယေရှုနဲ့တွေ့သွားတဲ့အခါမှာသူလုတ်ခဲ့တဲ့အလုတ်ခါမှန်ကိုသူတည်သွားတယ်မှန်တည်သွားတဲ့အခါမှာအဲ့ဒီအမှားကိုဆွတ်လွတ်ပြီးတော့မှအမှန်ကိုမြင်လာတဲ့အခါပြင်လိုက်တယ်အဲ့ဒီအမှားကိုဆွတ်လွတ်ပြီးတော့မှသူမြင်လိုက်တဲ့အမှန်အတိုင်းဝန်ခံလိုက်တဲ့အခါဖယားပုံးတို့ထင်ရှားစရာအကြောင်းဖြစ်လာတယ်သူမှန်ကိုယုံကြည်သူများစိတ်မှာကွက်ကွန်မဲ့ဝန်ခံပြီးတော့မှတက်တိတ်ခံတယ်ဒါကြောင့်တခါတလေမှာကျွန်တော်တို့ကအရင်မှာပါတာရေးထဲမှာကျွန်တော်ရှိနေခဲ့တယ်ခရစ်ယာန်ဘာသာထဲမှာနေလာတာနှစ်ပေါင်း20 30လောက်ရှိလာပြီဒီချိန်မှာပဲအမှန်တကယ်ခရစ်တော်ကိုရရှိသွားတယ်ဒီချိန်မှာပဲယေရှုနဲ့တွေ့သွားတယ်ဒါပေမဲ့တချို့သောသူတွေကဘာဖြစ်လဲဆိုတော့ငါနှစ်ပေါင်း20လောက်တင်းုပ်ဆရာလှုပ်လာခဲ့တာ15နှစ်လောက်တင်းထောက်လူကြီးဖြစ်လာခဲ့တာဒီချိန်မှာယေရှုကိုရတယ်လို့သွားပြောရင်လူတွေငါ့ကိုကဲရမှာပဲလို့ထင်ပြီးတော့မှအဲ့ဒီအမှားကိုမှန်တိရတာနဲ့အဲ့ဒီအမှားကိုဆက်ပြီးဖုံးဖိနေချင်သေးတဲ့သူတွေရှိတယ်မဟုတ်ဘူးမိတ်ဆွေဒီနေ့အဲ့ဒီအမှားကိုတိလို့အမှားကိုဝန်ခံလိုက်အမှန်ကိုပြင်လိုက်ရင်ဖယားပုံးတို့ထင်ရှားစရာအကြောင်းဖြစ်လာမှာဖြစ်တယ်တို့မှန်တိရတဲ့အဲ့ဒီအမှားကိုဆက်ဖုံးဖို့စ조사နေတဲ့ဆိုရင်တာ၍ပြစ်မှားခြင်းအမှုဖြစ်တယ်မိတ်ဆွေတင်းကိုတင်ပြန်စဉ်းစားကြည့်ပါပြန်ဆန်းစစ်ကြည့်ပါမှန်တယ်လို့ထင်ပြီးလုခဲ့မိတဲ့အရာအတွက်မဆက်ပါနဲ့အဲ့ဒီအမှားမှန်တိသွားပြီဆိုရင်ဒီနေ့တက်တေခံပါဖယားစိတ်မှာဝန်ခံခြင်းအမှုပြုပြီးတော့မှအဲ့ဒီအမှန်မြင်သွားတဲ့အရာအပေါ်မှာဆက်လက်ပြီးတော့မှလှုပ်ဆောင်တော့ပါဖယားပုံးတို့ထင်ရှားစရာအကြောင်းဖြစ်တယ်ဘလောက်ပဲပါတာရေးထဲမှာ10နှစ်15နှစ်20ပဲနေလူငယ်ကောင်းဆောင်ပဲဖြစ်နေပါစေတင်းထောက်လူကြီးပဲဖြစ်နေပါစေတင်းုပ်ဆရာပဲဖြစ်နေပါစေကိုလုတ်ခဲ့တဲ့အရာတွေမှားလို့ဒီနေ့မှာယေရှုနဲ့တကယ်တွေ့သွားပြီဒီနေ့မှာတမန်တရားကိုအမှန်တကယ်ဝေဖန်ပိုင်းခြားတတ်သွားပြီလို့တင်းကိုတင်အမြင်မှန်ရသွားပြီဆိုရင်ဒီကနေ့ဝန်ခံခြင်းနဲ့ဆက်လက်ပြီးလှုပ်ဆောင်တော့ပါဖယားပုံးတို့ထင်ရှားစရာအကြောင်းဖြစ်လာမှာဖြစ်တယ်မှန်တိ၍အမှန်ကိုပြင်လိုက်ရင်တက်အသက်တာအဖြစ်များစွာသောလူတွေပြောင်းလဲလာမှာဖြစ်တယ်ဆိုတာကိုဒီနေ့ခုနပေးချက်နဲ့တဲ့အမားကိုဖုံးပြီးပုံမစ조사ပါနဲ့တဲ့ရဲ့အမားကိုဝန်ခံ၍ဖယားစိတ်မှာတစ္ဆာနဲ့ဆက်လက်လှုပ်ဆောင်သွားပါတဲ့ကိုဖယားကြီးစွာသောအမှုပြုမှာဖြစ်တယ်ဆိုတဲ့အကြောင်းနှုတ်ကပတ်တော်ဖြေဝင်ငှရင်းနဲ့ခုနပေးချင်ပါတယ်အရောက်တိုင်းအပေါ်မှာဖျားကောင်းကြည့်ပေးပါစေ